မေဘေးအိမ်ရလေအန်တီရဲ့နာမည်ကြီးကတစ်မျိုးကြီးပဲနော် ဘာတစ်မျိုးကြီးတော့သူ့နာမည်ကလှလှဝင်းလေနာမည်လောက်လှတာ ။အော်လှလှဝင်းလားအဖေကဘာလို့အဲ့ဒါဆိုချစ်ကလေးလို့ခေါ်တာ။အိမ်မှာခေါ်တဲ့နာမည်နေမယ်နော် လာပါစေနင့်ဖေငါနဲ့တွေ့မယ် ကိုဘိုးကကိုကြောင်းနေတဲ့အညာတရလူသားတူဆိုတော့အမြဲတမ်းတော့ချိုးသားမနေနိုင်ဘူးဗျာကိုလှုပ်ကိုလှုပ်တယ်ကိုလန်းကိုရှောက်တယ်ตาရင်ပြုံးတယ်နာရင်မဲ့တယ်ဒါပေမဲ့ဘယ်တူတယောက်အပေါ်မှာရှုံးမှာဖို့ထီတော့မတွေးမိခဲ့ဘူး လာအခုလူနေတာလာလေခုနပြောတော့မောင်လူနေတဲ့ချိန်တိုင်းချိနေပေးမယ်ဆိုလာလို့လာပါ ဒီမှာကွာကျွေးတကြသားကို10သိန်း12သိန်းကြတယ်ဘသူတွေဈေးစီရဲလေအစိုးရတစည်း90ကြတော့100ဘို့3စီးထားလိုက်တဲ့အဲ့ဒီလိုဈေးစစ်ချင်ကြတဲ့သူတွေမင်းသိထားမှုကလူတွေကကိုယ့်ထက်အင်အားကြီးတဲ့လူတွေကိုဘောမကြည့်ရဲဘူးဆိုပေမဲ့ကိုယ့်ထက်အင်အားသေးငယ်တဲ့လူတွေအပေါ်မှာတော့ဖိနှိပ်ချင်ကြတာပဲကွာ